ဒီနေ့မှာယေရှုကိုယုံကြည်တဲ့သူတွေကယေရှုပြုတဲ့အမှုကိုကျွန်တော်ပြောရမယ်ယေရှုကသုံးစားလို့မရတော့တဲ့ရေကိုအမတာမတန်ဖိုးရှိတဲ့စပိရေအဖြစ်သူပြောင်းသွားတယ်သင်ယုံကြည်တယ်ဆိုရေဘိုးကိုင်ထားပါသင်ရဲ့ရေဘိုးကိုသင်ကိုင်ထားပါရေကနေစပိရေအရတာပြောင်းသွားမယ်အချို့တို့တွေရေမရှိဘူးရေမရှိရအားမငယ်နဲ့သင်တို့ရဲ့နှာခေါင်းနဲ့အဲ့ဒီစပိရေအနိုင်ကိုရမယ်ဖျားသခင်ယောဟန်အခန်းကြီး2ကရေကနေစပိရေပြောင်းစီတယ်လို့ပဲဖျားရင်တို့ကိုယုံကြည်တဲ့တို့ရဲ့သားသမီးအယောက်ချင်းစတိုင်းယေရှုပြုတ်ခဲ့တဲ့နမိတ်လက္ခဏာကိုပြုတ်ဖို့ရအတွက်ထိုအမှုတဲ့ကြီးသောအရာတွေကိုပြုတ်ပြတဲ့ကိုယ်ကကျမ်းစာထဲမှာဖာထားပါတယ်ယခုကျွန်တော်ယေရှုပြုတ်တဲ့နမိတ်လက္ခဏာကိုရေကနေစပိရေပြောင်းဖို့ရအတွက်သခင်ယေရှုဘုရားနာမနဲ့ဆိုတော့လေသူတို့ရဲ့ရေကနေစပိရေပြောင်းစီပါ1 2 3တောက်လို့ရပြီဟာလေလုယာဟာလေလုယာယုံကြည်ခြင်းနဲ့တောက်ပါစပိရမရအဲ့ဒီပြင်းတယ်ဟာလေလုယာဟာလေလုယာခံတော့မခံနိုင်ဘူးဟာလေလုယာဂျောခံနိုင်မူးရလို့ဖြစ်လာဟာလေလုယာဟာလေလုယာဟာလေလုယာအနက်အများကြီးထွက်လာတယ်တကယ်ထွက်လာတယ်စပစ်တီးစားနေရတယ်လို့ပဲအနက်ရထွက်တာအများကြီးပဲဆရာဟာလေလုယာဟာလေလုယာအာမင်အာမင်အာမင်ဟာလေလုယာဒီဘေကနေပါဝင်နေတယ်လေအခုရှမ်းပြည်နယ်ပါရှမ်းပြည်နယ်ကနေဟာလေလုယာဟာလေလုယာဘယ်နှချိန်မြောက်လဲအခုဒီအချိန်မှာတနင်္ဂနွေနေ့ည join တာဘယ်နှခေါက်မြောက်လဲအရင်တုန်းက join ဘူးလားဆရာပထမဆုံးမှာမင်းညမှာစဝင်တာမင်းညမှာစဝင်ဟာလေလုယာဟာလေလုယာအခုလိုမျိုးတနင်္ဂနွေနေ့ညမှာပထမဆုံးချိန်ဟုတ်ဟာလေလုယာပထမဆုံးချိန်ကတည်းကဘုရားခင်ကကြီးမားတဲ့နမိတ်လက္ခဏာတွေလုပ်နေပြီဟာလေလုယာဟာလေလုယာလက်မှာလည်းရွှေမုံလည်းထွက်သေးတယ်လက်မှာရွှေမုံလည်းထွက်တယ်ဟာလေလုယာဟာလေလုယာကျမကမြစ်ကျနာပါရေကချိုလာစပြည့်နဲ့လည်းရတယ်ရေကချိုတယ်စပိရေနဲ့လည်းရတယ်ရေချိုအခုထိချိုတယ်အခုထိချိုတယ်ဆရာဆူတောင်းနေနဲ့ပို့ပြီးတော့ချိုလာတယ်ဟာလေလုယာဟာလေလုယာဟုတ်ချင်းပြည်နယ်တီးတိမ်မြို့နယ်ခိုင်ကမြို့ပါပါရှင်ရေအရင်တောက်တာရေအရင်တောက်ပြီးတော့ချိုနေတာအမေရောတောက်တယ်ချိုပြီးတဲ့ခါကျတော့သားမီးမြောက်လဲဘာမှလူရှင်းနေရေမွေးတွေလဲစွတ်မထားပဲနဲ့နှာခေါင်းထဲမှာချွအီလေးစပြည့်အနှံ့လေးရတယ်ဆရာဟာလေလုယာဟာလေလုယာဒါဆန်ဒေးညတော့ကကျတော့လက်ထဲမှာရွှေမုံတွေထွက်တယ်ဆရာဟာလေလုယာပထမပါဝင်တော့ကလက်ထဲမှာရွှေမုံတွေထွက်နေတယ်အခုဒီညကျတော့စပိကြီးအရသာထွက်လာဖို့ရအတွက်စွတ်တောင်းတဲ့အခါမှာစပိကြီးတွေပြောင်းသွားတယ်ဟာလေလုယာရီတော့ကုန်နေပြီဒါပေမဲ့အဲ့ဒီအထဲမှာအရသာကစပိကြီးခြုံတဲ့အရသာကရှိသေးတယ်ဟာလေလုယာဟာလေလုယာဟုတ်တော့ပြီးမှအရသာထွက်လာမျက်လုံးမဖွင့်နိုင်လို့အရင်မူးနေဟာလေလုယာမျက်လုံးမဖွင့်နိုင်တော့အခုတော့အရသာရှိတယ်လို့ပြောတယ်အရသာရှိတယ်ပြီးတော့အရန်ကြိုက်လို့တောက်နေတယ်ဆက်တောက်နေတယ်အရန်ကြီးမတောက်နဲ့လို့ကျွန်တော်ပြောတယ်ဒါပေမဲ့ဆက်တောက်နေတဲ့အခါမှာအခုမျက်လုံးတော်ဖတ်နိုင်တော့မိုးနေဘူးလုံးကုန်အောင်တောက်တာအရသာရလားပြီးအရသာရလားဟုတ်ရတယ်ခွဲကလေအနာရတယ်ရှင်အနာရတယ်စပိယတန်ရတယ်ပြီးတော့အခုကမိုးတယ်လို့ပြောဟာလေလုယာဟာလေလုယာအခြေအနေအားလုံးထူကြပြမယ်အနာရအားလုံး